နိုင်ငံတစ်ခုထဲမှာပဲသတင်းကြွပွဲတော်ကိုကျင်းပကြတယ်လို့ထင်နေရင်မှားသွားပါမယ်နော်။သတင်းကြွပွဲတော်ကိုဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအထွတ်မြတ်ထားကြသလိုပဲအခြားဘာသာဝင်တွေနိုင်ငံတွေမှာလည်းမြန်မာနိုင်ငံရဲ့သတင်းကြွနဲ့ဆင်တူတဲ့မင်းထွန်းပွဲတော်တွေရှိကြပါတယ်။ဒီအကြောင်းအရာတွေကိုယခုဗီဒီယိုလေးထဲမှာတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိနားထောင်ကြပါအောင်ရှင်။နံပါတ်1အိန္ဒြိယရဲ့ဒေဝါလီပထမအဆုံးအနေနဲ့ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အစီကားဆုံးမီးထွန်းပွဲတော်ဖြစ်တဲ့အိန္ဒြိယနိုင်ငံရဲ့ဒေဝါလီပွဲတော်အကြောင်းပြောပြချင်ပါတယ်။အလင်းရောင်ပွဲတော်လို့အဓိပ္ပာယ်ရတဲ့ဒီပွဲတော်ကိုဟိန္ဒူဘာသာဝင်တွေကကျင်းပကြတာပါ။သတင်းကြွပွဲတော်လို့ဖျားရှင်ကိုရည်စူးပူဇော်တာတော့မဟုတ်ပေမဲ့ဒါမှမင်းသားဟာစစ်ပွဲကိုအောင်နိုင်ပြီးသူရဲ့နေပြည်တော်ကိုပြန်လည်ရောက်ရှိလာတဲ့အထိမ်းအမှတ်အဖြစ်မီးတွေထွန်းပြီးကြိုဆိုခဲ့တာကနေစတင်ခဲ့တာပါ။ဒီဝါဒီပွဲတော်မှာလည်းအိမ်တွေလမ်းတွေမှာမီးအိမ်လေးတွေနဲ့ဖျောင်းနိုင်တွေထွန်းညင်ပြီးအလားစင်နာကြသလိုမီးရှူးမီးပန်းတွေလည်းအကြီးကျယ်ဖြစ်ဖောက်ကြပါတယ်။မိသားစုတွေဟာစုတောင်းပွဲတွေလုပ်ပြီးမုတ်တွေလက်ဆောင်တွေဖလှယ်ကြတဲ့အတွက်သတင်းကြွမှာလိုပဲမိသားစုဝင်တွေအတွက်အထူးခြားဆုံးအချိန်ကာလတစ်ခုဖြစ်ပါတယ်။နံပါတ်2ထိုင်းရဲ့လွိုင်ကထိန်နောက်ထပ်ထူခြားတဲ့ပွဲတော်ကတော့ကျမတို့နဲ့နှီးစပ်တဲ့ထိုင်းနိုင်ငံကလွိုင်ကထိန်ပွဲတော်ပဲဖြစ်ပါတယ်။ဒီပွဲတော်မှာလည်းသတင်းကြွပွဲတော်လိုပဲမီးထွန်းပင်မဲ့အနည်းငယ်ကွာခြားချက်လေးတွေရှိပါတယ်။သူတို့ဟာမြေကြီးပေါ်မှာမီးထွန်းတာမျိုးမဟုတ်ပဲချင်းနှောင်းလေးတွေကိုဖျောင်းနိုင်လေးတွေနဲ့အလားဆင်ပြီးခြေပေါ်မှာမျောတာမျိုးပါ။သူတို့ရဲ့ယုံကြည်ချက်အရာမကောင်းတဲ့အရာတွေကံမကောင်းတာတွေကိုအဲ့ဒီချင်းနှောင်းလေးထဲမှာထည့်ပြီးရေနဲ့အတူမျောလိုက်တဲ့အခါမှာအဲ့ဒီအရာတွေကလည်းအဝေးကိုမျောပါသွားတယ်လို့ယုံကြည်ကြပါတယ်။ကျိုးနေရာတွေမှာဆိုရင်လေထဲကိုမီးပုံပြန်ပြီးလွှင့်တင်တဲ့ရီပိုင်ဆိုတဲ့ပွဲတော်နဲ့ပေါင်းပြီးကျင်းပတာမျိုးလည်းရှိပါတယ်။ဒါကတော့မြန်မာပြည်ကမီးပုံပြန်ပွဲတော်နဲ့ဆင်တူပါတယ်။နံပါတ်3ဂျူးဘာသာရဲ့ဟာနုကာနောက်ဆုံးအနေနဲ့ဘာသာရေးရကွဲပြပေးမယ်အတိတ်ပဲတူတဲ့ဂျူးဘာသာဝင်တွေရဲ့ဟာနုကာပွဲတော်အကြောင်းပြပြချင်ပါတယ်။ဒီပွဲတော်ကိုဂျူးဘာသာဝင်တွေကအလင်းရောင်ပွဲတော်လို့လည်းခေါ်ကြပါတယ်။ဂျူးဘာသာသမိုင်းအရဖျားเจ้าကိုပြန်လည်တည်ဆောက်တဲ့အခါမှာစီနည်းနည်းလေးနဲ့တရက်စာပဲမီးထွန်းညှိနိုင်ခဲ့ပေမဲ့အံ့ဩစရာကောင်းစွာနဲ့ရှေ့ရက်သက်တိုင်မီးထွန်းနိုင်ခဲ့တဲ့ဖြစ်ရပ်ကိုအမှတ်တရဂုဏ်ပြုကြတာပါဒီပွဲတော်မှာလည်းသတင်းကြွပွဲတော်လူမှာပဲဖျောင်းနိုင်တွေကိုနေ့စဉ်ထွန်းညှိပူဇော်ပြီးရှေ့ရက်ကြာကျင်းပလေးရှိပါတယ်ဒီပွဲတော်ရဲ့စီမီအလင်းဟာအမောင်တွေတဲကထိုးထွက်လာတဲ့ဖျားရဲ့ရောင်စင်တွေဖြစ်တယ်လို့ဂျူးဘာသာဝင်တွေကယုံကြည်ကြပါတယ်ဒီလိုပွဲတော်တွေအားလုံးဟာမတူညီတဲ့ယဉ်ကျေးမှုဘာသာတရားနဲ့တမိုင်းကြောင်းတွေရှိကြပေမဲ့အားလုံးကတော့အလင်းရောင်နဲ့အမောင်တို့ကိုအောင်ပွဲခံခြင်းညှော်လင့်ချက်နဲ့ပျော်ရွှင်ခြင်းတွေကိုဖြန့်ဝေခြင်းဆိုတဲ့တူညီတဲ့အတိတ်ပဲကိုပိုင်ဆိုင်ထားကြပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။